ရင်ဗီဒီယိုဖိုင်ကတော့စမိုင်းကုတ်ကိုစမိုင်းကွိုင်ကိုစမိုင်းကွိုင်နဲ့ဒိုင်းမွန်တွေဘယ်လိုဖြည့်ရမလဲဆိုတာကိုကျွန်တော်တင်ထားတယ်ပေါ့နော်ဒီတစ်ခါတော့ဘာလုပ်ရမလဲဆိုရင်ဒီပေါ့နော်စမိုင်းကုတ်ကိုဘယ်လိုရအောင်ယူရမလဲပေါ့စမိုင်းကုတ်ဘယ်လိုရအောင်လုပ်မလဲဆိုတာကိုတင်ပြပါမယ်ကျွန်တော်ဒီမှာစမိုင်းကုတ် mm လို့ရိုက်လိုက်ပေါ့ဒီမှာတင်ထားတယ်နော်အားလေးကိုကျွန်တော်နှိပ်လိုက်မယ်ဒီမှာကိုကအကောင့်မဖွင့်ရသေးဘူးဆိုရင်ဒီမှာဒီနေရာလေးကိုနှိပ်ပြီးတော့မှအကောင့်ဖွင့်ပြရမို့လို့ကျွန်တော်တို့ဝင်လိုက်ပါမယ်ဟုတ်ပြီအဲ့လိုမျိုးအကောင့်လေးဖွင့်ထားပြီးအကောင့်လေးဝင်ပြီးတော့ဇလိုးလေးရောက်လာလိမ့်မယ်နော်အဲ့တော့ကိုကဘာလုပ်ရမလဲဆိုပထမဆုံးငွေဖြည့်ရမှာဒီ top up ဆိုတဲ့အောက်ဆုံးမှာ top up ဆိုတဲ့နှိပ်လိုက်အဲ့တော့ key ပေးလည်းရတယ်ဝေလည်းရတယ်အဲ့တော့ key ပေးပေါ့ဆိုကြပါတော့နော်ဟိုသူကဘယ်လောက်ကနေစထည့်ရမလဲဆိုတော့2000ခွဲလောက်ကနေစထည့်မှရမယ်ဘာလို့ဆိုတော့ product ကိုကျွန်တော်ပြပါမယ် product မှာကျွန်တော်တို့က Brazil လေနော် Brazil နိုင်ငံထားမယ်အဲ့ product အနှိမ့်ဆုံးဘယ်လောက်လဲဆို2382ကျပ်အဲ့တော့2000ခွဲလောက်ပေါ့ဗျာအဲ့တော့ဘယ်လောက်ရမလဲဆိုစမိုင်းကွန်300ရမယ်ဒီမှာနော်အဲ့တော့ကိုကတော့အရင်လောက်ကြအောင်အဲ့တော့2300ဆိုတော့2000ခွဲပေါ့ဒီမှာမောင်းရိုက်လိုက်မယ်2500တကယ်လို့မလုပ်ချင်ပါဘူး2400ပဲဖြစ်နေဆိုလို့ရပါတယ်နောက်လျောက်နှိမ့်လိုက်နော်နှိမ့်လိုက်တဲ့ခါမှာ new top up ဆိုတာနှိမ့်လိုက်I understand ပေါ့နော်အဲဒီမှာကိုကတော့2400ရရမယ်ဒီမှာအစွန်းတော်လေးပါတယ်အဲ့ဒီစွန်းတော်လေးနဲ့ကိုကငွေလွှဲတစ်ခါလို့လွှဲရမှာဘယ်လိုလုပ်မလဲဆိုရင်ငွေလွှဲမဲ့အကောင့်ပေါ့နော်ပေါ့နောက်တစ်ခုကပါဒီအမောင်လေးကို copy ကူးအမောင်လေးကို copy sorry ဒီ KB ရဲ့ဟိုကျူအားလေးကိုအရင်စိတ်ခြင်းနဲ့ဟိုလုပ်လိုက်ပေါ့နော်အဲ့ KB တွေကိုတွားလိုက် KB တော့ကမှKB နမူနာ KB တော့ကျွန်တော်တွားပြမယ်အဲ့မှာ scan ပေါ့ဗျာနှိပ်လိုက်ဗျာဆိုတော့ scan နှိပ်လိုက်ဗျာအဲ့မှာကိုကဒီမှာဒီကငွေမောက်ကို copy ကူးလာခဲ့ရမယ်ကူးလိုက်တော့ဒီမှာလာပြီးဖြည့်လိုက်ကြာလေးဖြည့်လိုက်ပေါ့ဒီကဖေးလောက်လိုက်ပေါ့နော်ဖေးလောက်လိုက်ရပြီပေါ့နော်ရပြီကျွန်တော်တို့မှာဖြည့်ဘူးပေါ့နော်ဖြည့်နေကြမယ်အဲ့တော့ဘာပါလာမလို့ဆိုတော့ဖြည့်လိုက်ရင်ဟိုရမယ်နော်ပေါင်းဟိုလေးပြည်သားတစ်ခုရလာမယ်ပေါ့နော်အဲ့ပြည်သားထဲမှာ transaction ID ဒီမှာဒါတွေပေါ့နော် transaction ID တွေဒီမှာထည့်မယ်ပြီးရင်ဆိုတော့ငွေဖြည့်လိုက်တဲ့ပုံလေးရောပေါ့နော်ဥပမာကျွန်တော်ဒါရင်ဖြည့်ထားတယ်ပေါ့နော်ဒီပုံလောက်ထည့်လိုက်မှာပေါ့နော်ဒါ submit payment လို့လုပ်လိုက်နော် submit payment လို့လုပ်လိုက်ရင်ကိုငွေရဘယ်ရောက်တော့မလဲဆိုဒီမှာကြည့်မယ်ဒီ profile ကိုနှိပ်လိုက်နော် profile နှိပ်မယ် profile နှိပ်ဥမာဒီမှာကိုက top up ဖြစ်တဲ့အတွက် top up နော် top up ဟိုတဲ့ကြည့်လိုက် history တွေကိုကြည့်လိုက်ဒီမှာဆိုရင်ဒီမှာ pending လို့ပြနေတော့ခဏလေးစောင့်အောင်ပါပေါ့နော်အဲ့တော့ complete ဆိုရင်တော့ရောက်သွားပြီပေါ့အဲ့တော့ဒီလိုရောက်သွားပြီဆိုရင်ဒီ product ကိုသွားမယ်နော် product ကိုသွားကြမှာဒီ smile coin ကို browse ဝင်မယ်ပေါ့ဝင်မှာကိုတခုဝင်မှာမလို့တက်နော်အဲ့ပြင် add to cart ဆိုတာနှိပ်လိုက်အဲ့ဆိုရင်အဲ့လိုနှိပ်ပြီးတိုင်းဒီမှာဒီ cap ထဲမှာ number 1လေးပြလာပြီ cap ထဲကိုနှိပ်လိုက်နှိပ်ပြီးရင်ကိုဝင်မဲ့ဥစ္စာရောက်လာပြီဖြစ်တဲ့အတွက်ကျွန်တော်မှငွေရမရှိတဲ့အတွက်ငွေဒီအပေါ် amount ပေါ့နော်ဒါအောက်က cap ထဲကိုရောက်တော့တဲ့ amount အဲ့တော့ကိုကဒီဥစ္စာလေးနှိပ်ပြီးမှဝယ်လိုက်ရုံပဲဝယ်လိုက်တဲ့ခါမှာကုတ်ကလေးရလာလိမ့်မယ်အဲ့ဒီကုတ်ကိုကျွန်တော်ဘာလို့လုပ်မလို့ဆိုတော့အဲ့ဒီကုတ်ကိုကျွန်တော် smile 1နဲ့ကို smile 1တွေကိုတွားလိုက်မယ်နော် smile 1နဲ့ကိုတွားလိုက်မယ် smile 1နဲ့မှာအကောင့်ဝင်လိုက်မယ်smile 1နဲ့ရောက်လာပြီဆိုရင်ဒီမှာကျွန်တော်လူပုံလေးကိုနှိပ်လိုက်ပြီးခါမှာကျွန်တော်တို့ကဒီမှာ activation code ဆိုတာနှိပ်လိုက်နော် activation code ဆိုတာအဲ့ဒီ code နှိပ်ပြီးတော့ရင်ဒီမှာကျွန်တော်ဒီနားလေးမှာ code ဖြစ်ကြလေးပေါ်လာအဲ့မှာကူလာတဲ့ code လေးမှာဒီလို code လေးဖြစ်မှန်းတော့တယ်လားကျွန်တော်ထည့်တာများထားတဲ့အတွက်
ဒီလိုကိုဒီမှာအဲ့ကိုလေးလိုလေးချရေးလာချပြီးမှ written ဒီမှာ written to my account ဆိုနှိပ်လိုက်တဲ့ပြန်နဲ့ smile coin လေးရောက်လာတယ်ရောက်လာတဲ့ coin ကိုဘယ်လိုကြောက်မလဲဆိုရင်ဒီ profile လေးကိုနှိပ်ကြည့်လိုက်ရတယ် profile နှိပ်ဒီဘာနှိပ်ကြလဲ order နှိပ်ကြည့်လိုက်ကြည့်အမှဒီလိုလေးဖြစ်လာမှာပေါ့နော်ဒီ activation code နှိပ်ကြည့်လိုက်ရပါတယ်နှိပ်ပြီးကမှဟိုကုတ်ထည့်လိုက်ရတယ်ရလာပြီဆိုရင်တော့စောစောတိုင်းဝယ်လိုက်ရုံပါတော့ဒီတော့လောက်ပါပဲကိုကစမိုင်းကွိုင်တွေကိုဟာတွေကိုကိုမထုတ်ချင်ဘူးရှုပ်တယ်ကွာဒီများကြီးပဲကုတ်ဘူးချူမယ်ဆိုရင်လည်းကုတ်ဝယ်မယ်ဆိုရင်လည်းရတယ်ဒီများကြီးကုတ်ဝယ်ချင်တယ်ဆိုရင်လည်းဝယ်လို့ရပါတယ်အထူးသဖြင့်ကျွန်တော်တရားပေါ့နော်